season တွေရောဒီကလောက်ပေါ်ကိုင်းမဲ့ဒီကောင်မမတွေအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်မ share လုပ်ပေးနေတာကတော့ကျွန်တော်တို့ရဲ့ဒီ Biotic နည်းပညာရှောင်းဝထုတ်တဲ့ Biotic နည်းပညာနဲ့ထုတ်လုပ်တဲ့ product 3 မျိုး Vitamin I Plus Healthy တွေက I Plus လေးကြောင်းကျွန်မပြောချင်ပါတယ်ဒီထက်အမေးစီတွေထဲမှာမျက်မှန်တက်တဲ့သူနေတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့တွေကန်ကောင်းကြပါတယ်ပေါ့နော်ဘာလို့ဆိုမျက်လုံးကအရင်ကိုင်ကမှအရင်ရေးကြည့်တဲ့အစိတ်ပိုင်းတစ်ခုပေါ့ကျွန်တော်တို့တွေကပြောကြတယ်ကန်ကောင်းခြင်းနဲ့ကန်ကောင်းခြင်းနဲ့တကယ်တမ်းကျတော့ကျွန်တော်တို့မှာကိုင်ကလေးစုံနေဒီလိုမျိုးဆိုရင်ရန်ကန်ကောင်းပါလေဒါဆိုဟုတ်ပြီကိုကန်ကောင်းနေတဲ့အရာကိုမျက်လုံးလေးကိုထပ်ပြီးတော့ကိုဘယ်လိုထိမ့်သိမ့်တင်လဲပေါ့နော်ဒီအကြောင်းလေးကိုပြပြချင်ပါတယ်ပထမဆုံးပေါ့နော်ဒီမျက်လုံးမှာအဓိကအားဖြင့်ဖြစ်တတ်တဲ့ယောဂလက္ခဏာတွေအကြောင်းကိုကျွန်မပြောပြချင်ပါတယ်ပထမဆုံးကတော့ဂလူကိုမာပေါ့မျက်စိဂလူကိုမာကတကယ်တမ်းကျတော့မျက်စိရေဥစားရေတိမ်မှာတကယ်တမ်းကျတော့လေဒီထဲမှာဒီမှားပြီးတော့မှဖြစ်တာဂလူကိုမာကမျက်စိရေတိမ်သူကဘယ်လိုမျိုးဖြစ်တာလဲဆိုတော့ကျတော့တဲ့သူကဒီမျက်လုံးထဲမှာကျမတို့ကဟိုဒီမှာပေါ့နော်ဒါဆိုရင်ကျမမျက်လုံးလေးရဲ့အလုံးလုံးပုံလေးကိုရင်ပြောပြချင်ပါတယ်ပထမဆုံးကျမတို့ကဒီအလေးတန်းတစ်ခုစပြီးတော့စုံပြီးစပြီးတော့ရိုက်ခတ်မယ်ဆိုရင်ပထမဆုံးမျက်ကြည်ပါလို့ခေါ်တဲ့ကော်နီယာပေါ်မှာအရင်ဆုံးရိုက်ခတ်တယ်ပေါ့နော်ပြီးလို့ရှိရင် lens မှာသွားပြီးတော့ဆုံချက်ယူပြီးတော့ဟိုးနောက်မှာရှိတဲ့ retina ပေါ်မှာရှိတဲ့ macula ပေါ်မှာဒီဆုံလင်း macula ဘာကိုမြင်လဲဆိုတာကိုသွားပြီးတော့သိစေတယ်ပေါ့နော်နောက်ထပ်ပြီးတော့အဲ့ဒီ macula မှာ retina ပေါ်မှာရှိတဲ့ကျမတို့ optic nerve ဆိုတဲ့အာရုံခံစားတဲ့ nerve ကြောလေးကနေတစ်စင်းကျမတို့တွေကကြည့်လိုက်တာနဲ့ဒီသူကတော့ဘယ်သူပေါ့ချက်ချင်းပဲပြောပြပေးနိုင်တဲ့အုံနောက်ကိုသွားပြီးတော့သတင်းပို့လိုက်တာအဲ့ဒီ function ကအရင်ပြန်လုပ်တဲ့အကြောင်းလို့ကျမတို့တွေကမသိလိုက်ဘူးပေါ့နော်ဒီလူကတော့ဘယ်သူပေါ့နော်ဒီလိုမျိုးချက်ချင်းပြောပေးတာဒါဆိုရင်ဒါမျိုးလုံးလေးရဲ့လုံးလုံးပုံလေးပေါ့ဟုတ်ပြီပေါ့ဂလူကိုမာကျတော့ဘာလို့ဖြစ်လဲဆိုတော့ကျတော့အဓိကအပြင်မျိုးလုံးထဲမှာကျမတို့တွေကအရည်ကြီးလေးတွေရှိတယ်အဲ့ဒီအရည်ကြီးလေးတွေက PR တွေများပြီးတော့ဖြစ်ရတာဘာလို့ PR တွေများပြီးဖြစ်ရလဲဆိုတော့အခုခေတ်ကဆိုလို့ရှိရင်ကျမတို့တွေကပေါ့နော်ဗါလဲ fast food တွေစားရတယ်ပြီးလို့ရှိရင် smartphone တွေသုံးတယ်နောက်ပြီးတော့ UV ray တွေဒီ computer rays တွေကြောင့်ပေါ့နော်ဒီလိုမျိုးတွေကြောင့်ကိုယ်အမြင်တော့အရင်အလုပ်လုပ်ပြီးတော့ PR တွေများပြီးတော့ဖြစ်တာတကယ်တမ်းတော့ဒီအရေးကြီးလေးတွေကအရင်ကိုလိုအပ်တယ်အဲ့ဒီအရေးကြီးလေးတွေကမှဒီသဘာဝ sunglass လို့ခေါ်တဲ့ဒီကမျက်မှန်တစ်ခုလိုပဲကိုယ်ဒီအရေးကြီးလေးတွေကကာကွယ်ပေးထားတယ်ဒါပေမဲ့အဲ့ဒီအရေးကြီးလေးတွေကပိုရှယ်လာတယ်များလာတယ်တွင်းရောက်လုပ်ပေးတင်တာတွေမလုပ်ပေးဘူးဆိုရင်ပြီးတော့ရေတင်ရကြတော့ဘယ်လိုဖြစ်သွားလဲဆိုတော့အဲ့ဒီအရေးကြီးလေးတွေကဒီ optic nerve လို့ခေါ်တယ်ကျမတို့အုံနောက်ကိုသွားပို့ပေးတဲ့ optic nerve လေးကိုပျက်စီးစေတယ်ပေါ့နော်အရေးကြီးလေးတွေဖြစ်ပြီးတော့ဒါကြောင့်မလို့သူ့ကိုမျက်စိရေတင်ယောဂလို့ခေါ်တယ်အဲ့ဒါဆိုလို့ရှိရင်အုံနောက်ကိုပို့ပေးလို့ဆိုတော့ကျမတို့ကအမြင်အာရုံတွေကိုဝေဝါးသွားလိုက်ပေါ့နော်ဒီရေတင်ယောဂဘလူးကိုမဘယ်လိုခေါ်လဲဆိုတော့ तू ကလည်းတွတ်တွတ်ယောဂလိုပဲ silent killer လို့ခေါ်တယ် तू ကတကယ်ဖြစ်လာမှ तू ကသိတာပေါ့နော်အရင်နောက်ကျပြီးမှသိရတာတွေများတယ်ပေါ့နော်အဲ့ဒီရေတင်ယောဂအဲ့ဒါဆိုလို့ရှိရင်ကျမတို့တွေဥပမာပေါ့နော်ဒီလိုဖြစ်ရင်ဘယ်လိုလက္ခဏာတွေဖြစ်တယ်လဲဆိုတော့အမြင်အာရုံတွေမကြည်လာဘူးမျက်စိရောင်တာတွေနားတာတွေဖြစ်မယ်ပြီးလို့ရှိရင်ဒီအလင်းတွေကြောက်တယ်ပေါ့နော်အဲ့ဒါမျိုးတွေဖြစ်တတ်ပါတယ်နောက်ဆုံးမှာဆိုလို့ရှိရင်အဲ့ကနေမျက်စိတောင်ကွယ်သွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးကဘယ်လိုလိုမျိုးဖြစ်တတ်လဲဆိုလို့ရှိရင်ဒီစောစောပြောတဲ့ UV ray တွေကြောင့်လေကိုအဲ့လိုမျိုးတွေလည်းဖြစ်တတ်တယ်ပြီးလို့ရှိရင်အပူပိုင်းဒေသတွေမှာလည်းဖြစ်များတယ်ပေါ့နော်နောက်ပြီးကြလို့ရှိရင်ဒီဗာလဲမျက်လုံး operation လုပ်ထားတဲ့သူမျိုးတွေဆိုလည်းဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့cataract ကကြတော့တကယ်တမ်းဆိုရင်သူကမျက်စိအတွင်းတိမ်သူကကြတော့လေတကယ်တမ်းတော့အတွင်းတိမ်ယောဂသူကအတင်းတိမ်ယောဂကကြတော့ဘယ်လိုဖြစ်တာလဲဆိုတော့ cataract ကကြတော့သူကကြတော့အသက်ကြီးပိုင်းတွေမှာဖြစ်တတ်တယ်သူကဘာဖြစ်လို့လဲဆိုတော့ protein ကယောနေပြီးတော့ဖြစ်တတ်တာမျိုးပေါ့နော် protein တက်ယောနေပြီးတော့ဖြစ်တာနောက်ပြီးလို့ရှိရင်အသက်ကြီးပိုင်းတွေမှာဖြစ်တတ်တယ်နောက်တစ်ခါကျတော့တချို့အသက်ကြီးတွေအသက်မကြီးပဲနဲ့ပေါ့နော်သူကဒီအတွင်းတွေကကြတော့ဒီ lens မှာသွားပြီးတော့လေဟိုအဖြူအဖက်နေဖက်လေးတွေကျတာပေါ့အဲ့မှာအပြေးပြေးချင်းမြင်းနေပေါ်သွားလာမယ်နောက်ပိုင်းလို့ရှိရင်သူကလည်းမျက်စိကွယ်သွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တယ်သူကလူကြီးတွေမဟုတ်ဘူးလူငယ်တွေမှာလည်းဖြစ်တတ်တယ်ဘယ်လိုလူမျိုးတွေလဲဆိုတော့ဒီရက်တောက်တဲ့သူမျိုးတွေပေါ့နော်ပြီးလို့ရှိရင်အလဲရမ်းကြိုက်တဲ့သူမျိုးတွေဇလန်းတွေကြည့်ပြီးဆိုရင်လည်းအလင်းတွေကိုကိုယ့်အကူချိန်ပြီးတော့လေအလင်းတွေအများကြီးဖွင့်ပြီးတော့ကြည့်တာမျိုးတွေအမိအဲ့လိုမျိုးပေါ့နော်ဖြစ်တတ်တယ်ပေါ့အသက်ရဲ့ကြီးရင်မှုတကယ်တမ်းတော့ဒီ cataract ကအတွေ့အကြုံယောဂကကြတော့ဒီအသက်ကြီးပိုင်းတွေမှာပို့ပြီးတော့ဖြစ်တတ်တယ်ပေါ့နောက်တစ်ခုကကြတော့age related macular degeneration ပေါ့အမြင်ကြည်လင်မှု
အိုမင်းချင်းကြောင့်သူကလည်းအိုမင်းချင်းကြောင့်အမြင်ကြည့်မှုညော်နေလာတဲ့ယောဂပေါ့နော်သူကကျတော့ဘယ်လိုမျိုးလဲဆိုတော့ကျတော့သူကအဲ့မှာသူက wet AMD နဲ့ dry AMD ဆိုတာရှိတယ်ပေါ့ wet AMD ကကျတော့အသက်ကြီးမှမဟုတ်ဘူးအသက်ငယ်တဲ့သူတွေလည်းဖြစ်တတ်တယ်သူကဘယ်လိုမျိုးဖြစ်တာလဲဆိုတော့စောစောပြောတဲ့ macular အားနေလာတာပေါ့နော်ဒီ retinal မှာရှိတဲ့ဒီသွေးကြောလေးတွေကတဖြည်းဖြည်းနဲ့သွေးကြောလေးတွေထူလာတယ်အဲ့ကနေတစ်စက်တစ်ခါလေ wet AMD ကကြာမှာဖြစ်လဲဆိုတော့သွေးကြောလေးတွေမျိုးလုံးထဲမှာရှိတဲ့သွေးကြောလေးတွေပေါက်သွားတယ်တာပေါ့နော်အားကြောင့်မလို့တချို့တွေဆိုရင်မျိုးလုံးတွေထဲမှာလေနီးရဲနေတာရေချိုးကောင်းလျှော်လို့နေတာမဟုတ်ဘူးသူ့မှာဒီလိုယောဂလက္ခဏာကြောင့်အဲ့လိုဖြစ်တာအဲ့ဒါလည်းအရင်ကကြောက်ဖို့ကောင်းတယ်ပေါ့နော်သူကကုသကလည်းအရင်ခက်တယ်အဲ့ဒါမျိုးပေါ့နောက်တစ်ခုက dry AMD ကကျတော့ဒီအသက်ကြီးလို့ဖြစ်တဲ့ယောဂဒီလိုယောဂလက္ခဏာတွေထဲမှာဆိုရင်ဒီပေါ့စီချိုကြောင့်ဖြစ်တယ်ပေါ့နော်စီချိုကြောင့်လည်းဒီလိုမျိုးလက္ခဏာတွေယောဂလက္ခဏာတွေမျိုးလုံးကိုလည်းသွားပြီးတော့ထိခိုက်တတ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ retinal detachment ပေါ့အမြင်လွှာကွာကြတယ်အမြင်လွှာကွာကြတယ်ဆိုတာဒီပေါ့ retinal လို့ခေါ်တဲ့ဒီဘွားရောင်ဥစ္စာလေးပေါ့နော်အဲ့မှာသူကကျဘယ်လိုဖြစ်လဲဆိုတော့ကျမတို့ရဲ့မျိုးလုံးတွေကဘယ်လိုလဲဆိုတော့အခုဆိုရင်ကျမတို့လည်းကွန်ပျူတာနဲ့အလုပ်လုပ်တယ်ကွန်ပျူတာနဲ့တနေ့ကို8နာရီလောက်10နာရီလောက်ကအလုပ်လုပ်ကြတယ်ပြီးလို့ရှိရင်လည်းဖုန်းနဲ့သုံးသေးတယ်ပေါ့နော်တကယ်လည်းဆိုရင်ကျမတို့ကလည်းမျိုးလုံးကိုဒီအနားပေးတင်တယ်ပေါ့ကျွန်တော်ကအဲ့ဒီအချိန်လောက်ပဲနားပေးတာပေါ့နော်အလုပ်ပြီးရင်လည်းဒီဖုန်းတွေသုံးတယ်တကယ်လည်းဆိုရင်လည်းမျိုးလုံးကိုဘယ်လိုနားပေးတင်လဲစိတ်ရောင်ရှိကင်းလေးတွေကိုကြည့်တင်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုရီးယားဒီ smartphone တွေပဲသုံးတဲ့ခါကျတော့ဒီမျိုးလုံးထဲမှာပေါ့နော်သူကလေဆဲအသေးတွေရမ်းများလာတယ်ပေါ့ဆဲအသေးတွေရမ်းများလာပြီးတော့ဒီအမြင်လာကကြားတဲ့လောကကဆဲသေးလေးတွေပျက်စီးပြီးတော့ဒီအဝါရောင်ဥစ္စာလေးကသူ့ဟာသူပုံမှန်တိုင်းကတ်မနေပဲနဲ့ဒီလိုမျိုးတဖြည်းဖြည်းချင်းနဲ့ကွာကြလာပေါ့နော်အဲ့ဒီဟာဆိုလို့ရှိရင်လည်းဒါကကျတော့တော့ပြောလဲ free radical တွေကြောင့်ပေါ့ဒီ computer rays တွေတို့ UV rays တွေတို့ဒါမျိုးတွေကြောင့်ပေါ့နော်အဲ့ဆိုတဲ့ခါကျတော့သူကဘယ်လိုမျိုးသူကလည်းအရင်ကကိုဆိုးသွားတဲ့ထင်မှာပါတယ်စောစောကပြောတဲ့ယောဂလက္ခဏာတွေ၄မျိုးတွေထဲမှာသူကလည်းအရင်ဆိုးသွားတဲ့ထင်မှာပါတယ်သူ့ကိုဆိုလို့ရှိရင်ဘယ်လိုကုသလို့ရလဲဆိုရင်တဲ့သူကဂျယ်ပေါ့နော်ဂျယ်ထိုးပြီးတော့ဂျယ်ထိုးသွင်းပြီးတော့ဒီအမြင်လွှာကိုနောက်ကိုသွားပြက်ကပ်ပေးတာအဲ့လိုမျိုးလေးကုလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီလေဆာနဲ့ကုပြီးပေါ့နော်လေဆာနဲ့ကုလဲဆိုလဲဒီစီမှာလည်းရမ်းစေးကြည့်ပါတယ်နောက်ပြီးတော့သူကရခိုင်တော့ကလည်း50-50ပေါ့နော်အဲ့လိုမျိုးလောက်ပဲရှိရပေါ့ဒါကကြတော့အမြင်လွှာကကြားတဲ့ယောဂဒါကလူငယ်တွေမှာလည်းဖြစ်တတ်တယ်ပေါ့နော်တော်တော်များများနောက်တစ်ခါကျတော့myopia လို့ခေါ်တဲ့အဝေးမုံအမြင်တို့ချင်းအဝေးမုံအမြင်တို့ဆိုတာဘယ်လိုမျိုးဖြစ်လဲဆိုတော့ကျမတို့ကပေါ့နော်အမြင်လွှာကနေပြီးတော့ lens မှာစုံချက်ယူပြီးတော့ဒီနောက်ကအမြင်လွှာပေါ် macula ပေါ်မှာသွားပြီးတော့ကြားတယ်အဲ့ကောင်မှာဆိုလို့ရှိရင်အဝေးမုံဆိုဘယ်လိုမျိုးဖြစ်လဲဆိုတော့သူကစုံချက်ကရှေ့မှာသွားစုံတယ်ဟို macula မှာအတိအကျမရောက်တော့အဲ့ဒီခါကျရင်ဝေးမှာသွားဆုံတဲ့အခါဆိုရင်သူ့အနီးမုံပေါ့အဲ့လိုမျိုးသူကပြောင်းပြန်တက်ရောက်တယ်ပေါ့နော်ဟိုဆုံချက်ကမက်ကူလာနဲ့အနီးတစ်ဝိုက်မှာသွားကြရဲဆိုသူ့ရဲ့အဝေးမုံဒီလိုမျိုးခေါ်တယ်အဲ့ဒါဆိုလို့ရှိရင်ကျမတို့ကဘယ်လိုမျိုးပြန်လောက်ကြလဲဆိုတော့သူကမျက်မှန်တက်ရတယ်ပေါ့နော်မျက်မှန်တက်ပြီးတော့သူ့ရဲ့ဆုံချက်ကတော့ဝေးရောက်နေတယ်ဆိုရင်ဒါကိုပြန်ပြီးတော့မက်ကူလာပေါ်မှာသွားဆုံဖို့အတွက် glass ကိုထည့်ပေးထားတယ်ပေါ့နော်ဒါကြောင့်မလို့မျက်မှန်တက်လဲဆိုရင်တဲ့ကိုယ်တက်လောက်ထားတယ်ဆိုရင်သူများမသုံးပါဘူးကလေးတွေလေးလည်းစုပြီးတော့ကောက်မတက်ရဘူးဒါဆိုရင်သူတို့စုံချက်တွေလဲသွားနိုင်တယ်တချို့ဆိုရင်ကြွားဆိုရင်ငယ်ရဆိုရင်အဖေမျက်နှာပါဝါကြီးကိုလေကပ်ပေါက်တက်တာအကြွားဘယ်လိုဖြစ်လဲဆိုတော့ချက်ချင်းခေါင်းတွေမူးလာပေါ့ကိုကကလေးဆိုတော့လေအဲ့လိုမျိုးလည်းဖြစ်တတ်တယ်ဒါကကြတော့အဝေးမုံအမြင်တူပေါ့နော်အဝေးမုံအနီးမုံလို့နောက်တစ်ခါကျတော့စစကျမပြောသလိုပဲဒီတော်တော်များများယောဂလက္ခဏာမျက်လုံးနဲ့ပတ်သက်ပြီးတော့ရေတိမ်တွေတွင်းတိမ်တွေအမြင်လွှာကွာကြတာတွေရောဒါမျိုးတွေရောမှာတော်တော်များများစီချိုသေးချိုယောဂရှိပြီးတော့ဖြစ်တတ်တာတွေများတယ်။ဘာဖြစ်လို့လဲဆိုတော့စီချိုသေးချိုထဲမှာဆိုရင်သူကစီချိုသေးချိုတက်လာတဲ့အခါမှာ glucose တွေများလာမယ်မျက်လုံးထဲမှာစင်တီမီတာသွေးကြောလေးတွေရှိရပါတော့။အဲ့ခါမှာအဲ့ glucose လေးတွေကစင်တီမီတာသွေးကြောလေးတွေကိုပိတ်ပြီးတော့ဒီမှာကျတော့အမြင်လွှာတွေကိုယောပါသွားစေတယ်။ဒီစီချိုကြောင့်ဖြစ်တော့မျက်လုံးကွယ်တဲ့ဒီဖြစ်နိုင်ကြတာဆိုရင်သူများတခြားလက္ခဏာတွေနဲ့20%ပို့ပြီးတော့များတယ်ပေါ့နော်။ဒါကြောင့်လို့စီချိုရဲ့ side effect ကတချို့ဆိုရင်နှလုံးတွေကြောက်ကတ်တွေကိုမထိဘဲနဲ့ကျမတို့အသိဆရာတယောက်ဆိုရင်သူကမျက်လုံးကိုသွားထိသွားတာ။ကျမတို့အားနဲ့ဒါပြတ်ပြော i+ ဆေးနဲ့မိတ်ဆက်ပေးတယ်ဒါပေမဲ့လို့သူ့ရဲ့ဥစ္စာယောဂအရန်စိုးနေပေါ့နော်တချို့ဆိုလို့ရှိရင်ဒီကျမတို့ဒီက i+ နဲ့ပဲတချို့စီးချိုကိုစဖြစ်ခါစားမျက်လုံးစဖြစ်ခါစားတွေမှာဒီက i+ နဲ့ပဲတက်တာသွားရတယ်တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ကျမတို့ဆရာကတော့အရန်ကိုစိုးသွားတဲ့အချိန်ကြီးရောက်သွားပြီအဲကြောင့်မျက်လုံးကိုစီးချိုသမားတွေဆိုရင်လည်းအရန်ကူးဆိုင်တင်တယ်ပေါ့နော်ဒါကတော့ဖြစ်တတ်တဲ့ယောဂလက္ခဏာတွေပေါ့မျက်လုံးနဲ့ပတ်သက်ပြီးတော့
ဒါဆိုလို့ရှိရင်ဟုတ်ပြီပေါ့နော်ကျမတို့တွေကယောဂလက္ခဏာတွေအခုလိုဖြစ်မှခုတာထက်စာရင်မဖြစ်ခင်ကကြိုတင်ပြီးတော့ကျန်းမာခြင်းကိုထိမ့်သိမ်းထားတဲ့တယ်။ဘာဖြစ်လို့ဆိုဖြစ်လာပြီဆိုရင်မကုန်ကျစရည်လည်းများမယ်ကိုယ်ကိုလည်းစိတ်ညစ်ရတယ်ပေါ့နော်ဒီမျိုးလုံးကတကယ်ကိုအရေးကြီးတယ်။အဲ့ဆိုလို့ရှိရင်ဘယ်လိုမျိုးကိုယ့်မျက်လုံးကိုထိမ့်သိမ်းတဲ့လဲကိုယ့်ရဲ့မျက်လုံးကစောစောကလိုတချို့တွေဆိုရင်ရေတိမ်ဖြစ်တဲ့သူတွေဆိုရင်မျက်လုံးကွယ်သွားမှာကိုပဲတိလိုက်တာလည်းမျိုးလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဘယ်လိုလုပ်သင့်လဲဆိုတော့ကျမတို့တွေကဆရာဝန်နဲ့ medical check up လုပ်သင့်တယ်ပေါ့ကိုယ့်မျက်လုံးကဘာတွေအားနည်းနေပြီလဲဒီလိုမျိုးပုံမှန်စစ်ဆေးမှုတွေခံယူသင့်တယ်နောက်ပြီးလို့ရှိရင်မျက်လုံးအတွက်ဆိုပြီးတော့ကျမတို့တွေကဒီပေါ့နော်တီးနံလေးမျက်လုံးအတွက်အားကိုးစိတ်ဖြစ်တယ်ပေါ့နော်အနီရောင်ဘာရောင်လိမ္မော်ရောင်ခင်းအောင်ရှိရဲ့ပြည့်ပြည့်ရွက်တွေကိုလည်းစားသင့်တယ်ပေါ့နောက်ပြီးလို့ရှိရင်မျက်စိအားကောင်းစေတဲ့အားဖြစ်စာတွေလည်းမြှဝဲသင့်တယ်ကျွန်တော်တို့ကတစ်ခါလေကြာရင်အသီးနှံတွေလည်းတိတ်ပြီးတော့စားပြစ်ချင်မှစားပြစ်တယ်ကိုရီးယားကိုစားချင်တယ်လို့ကြုံတယ်လို့စားရတယ်ပေါ့နော်မုံလာဥတီဆိုရင်လို့ရှိရင်တကယ်တမ်းဆိုမျက်လုံးအတွက်အားစေးလို့ပြောတယ်မုံလာဥတီကသိရလည်းကောင်းတယ်မျက်လုံးအတွက်လည်းကောင်းတယ်ဒါပေမဲ့လို့ကျွန်တော်တို့တွေတစ်ခါလေစားဖို့လည်းမေ့နေတတ်တယ်ပေါ့နော်အဲ့လိုမျိုးတွေပေါ့အားကြောင့်မလို့ကျွန်တော်တို့ကမလုပ်တင်လဲဆိုတော့ supplement လိုမျိုးလဲစားတင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဥပမာမုံလာဥတီမှာဆိုလို့ရှိရင်ပေါ့နော်သူက 1.5 mg ပဲပါတယ်လေကျမတို့တွေဒါဆိုရင်သူကအောက်မှာပြောထားတာဒီပေါ့နော်မုံလာဥနီကိုတစ်နေ့ကိုဆိုလို့ရှိရင်မျက်လုံးအတွက်အဓိကအမှားလားပြည့်တယ်ဒီ30 mg လူတစ်ပါတဲ့ဟာကိုစားတင်တယ်ဒါပေမဲ့လို့ကျမတို့တွေကမုံလာဥနီတွေကိုလည်းအဲ့လောက်အများကြီးမစားနိုင်ဘူးပေါ့နော်သူ့မှာမှ 1.5 mg ပဲပါတယ်လေဒါဆိုရင် supplement တွေကိုစားတင်တယ်ဘယ်လို supplement မျိုးလဲဆိုတော့ lutein necessity လို့ခေါ်တဲ့ဒီဓာတ်ပြုတ်ကွင်းကိုဟန်တာပေးတဲ့အကောင်းဆုံးသောဓာတ်ပစ္စည်းဒီလိုမျိုးExala anti-oxidant ပါတဲ့အာဟာရဓာတ်တွေကိုကိုယ်စားတင်တယ်လူတရဘယ်ရလဲဆိုတော့တဘာဝတိတိတနန်တွေကနေပြီးတော့ရတယ်ပေါ့နော်။ဆက်ဆက်ကျွန်မပြောသလိုပဲအဲ့လို supplement တွေကိုတစ်နေ့ကိုတဲ့30 mg လူတွေစားသုံးတင်တယ်ပေါ့နော်။ဒါပေမဲ့လို့ကျွန်မတို့တွေကဒီလိုမျိုးအာတီးနှံတွေကိုအဲ့လိုလိုက်မစားနိုင်ဘူးလေ။အဝါရောင်လေးစိမ်းရောင်လေးဆိုပြီးဒီကူးခါလေးလိုက်မစားပြဘူး။ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေက supplement ကိုသုံးတင်တယ်ပေါ့နော်။နောက်ပြီးတော့ဒီလူတင်းနဲ့ဆက်စစ်တဲ့ကဘာလို့လုပ်ပြီးလဲဆိုတော့သိရချင်းပြမရှိရဲ့ဒီပေါ့နော်လူတင်းနဲ့ဆက်စစ်တဲ့ပမာဏကိုပုံပုံမြင့်တင်ပေးတယ်ပေါ့နော်ဒီသဘာဝသိနှံလေးတွေကနေပြီးတော့ပေါ့နော်ဒါဆိုရင်ဟုတ်ပြီပေါ့နော်ဘယ်လိုဥစ္စာမျိုးလဲဆိုတော့နောက်ထပ်ထပ်ပြီးတော့လူတင်းနဲ့ဆက်စစ်တဲ့ပေါ့နော်ဟုတ်ပြီပေါ့ဒါဆိုရင်ကျမတို့ကဒီလိုမျိုးတက်တွေပါဖို့အတွက်ဝါရောင်ဆေးရောင်မှုသေးရက်တွေမှာဒီလူတင်းနဲ့ဆက်စစ်တဲ့ကိုကျော်ပါစာတွေ့ရတယ်ပေါ့နော်အဲ့ဒါတွေကဆိုလို့ရှိရင်တကယ်ကိုသဘာဝပေးတဲ့နေကာမျက်မှန်လိုပဲပေါ့နေကာမျက်မှန်လိုပဲအရာကိုမျက်လုံးကိုထိရောက်တယ်ပေါ့နော်ဒါကြောင့်မလို့တချို့တွေတကယ်တမ်းကျတော့နောက်ထပ်ပြီးတော့ကားတွေနေပူတွေသွားတယ်ဆိုရင်လည်းနေကာမျက်မှန်တွေလည်းတက်တင်ပါတယ်တချို့ကကျတော့အခါတက်တယ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့လို့တကယ်တမ်းကျတော့ကိုယ့်မျက်လုံးကိုကားပါယူတာကျတော့တွေဖုံဖုံသိမ်းဖုံနေလို့ဒီ UV ray တွေကိုကာကွယ်ပေးနိုင်တယ်ပေါ့နော်ဒီတိဝတိတွေကိုစားသုံးတဲ့အပြင်ကိုနောက်ထပ်ပေါ့နော်ဒါဆိုရင်ဟုတ်ပြီကျတော့ကဒါဆိုရင်စောစောပြောတယ်တိဝတိဉာဏ်တွေကိုလည်းတေးသေးချာချာပုံမစားသုံးနိုင်ဘူးဆိုလို့ရှိရင်တကယ်ကိုထိရောက်တဲ့ supplement တစ်ခုကိုစားသုံးတင်တယ်ပေါ့နော်ဒါဆိုရင်အဲ့လို supplement မျိုးစားသုံးတင်တယ်ဒါဆိုရင်ကျမတို့ဒီ shower ကထုတ်တဲ့ယုံကင်း eye plus တွေနဲ့မိတ်ဆက်ပေးခြင်းပါတယ်ပေါ့နော်အဲ့ဒါဆိုရင်စောစောကမျက်လုံးအတွက်အရန်ကိုအာဟာရတက်ပေါ်ကျပါတယ်မျက်လုံးအတွက်အရန်ထိရောက်တဲ့လူသင်း necessity ပထမဆုံးလူသင်းတက်ကိုဒီပေါ့နော်ယုံကင်း eye plus ထဲမှာကျမတို့တွေ့ရတယ်။သူကဘယ်ကနေရထားလဲလို့ဆိုတော့ Flora Glow လို့ခေါ်တဲ့ပေါ့နော်ပန်းပွင့်ဝင်ရနေပြီးတော့ဒီလူသင်းတက်အများဆုံးပါတာကိုသူကတွတ်တွေ့ရတယ်။ဒီရှောင်းကနေပြီးတော့သူတနာရီလောက်တဲ့ဒီတိဥသိနှံတွေလူသင်းတက်အပြည့်ပါတဲ့ဟာကိုလိုက်ရှာတဲ့အခါမှာဒီပန်းပွင့်လေးကိုတွတ်တွေ့ရပေါ့နော်။အဲ့ပန်းပွင့်လေးထဲမှာအဲ့တဲ့အများဆုံးပါပြီးတော့နောက်ဆုံးသူကဘယ်လိုလုပ်လိုက်ဆိုတော့ပေးတက်ယူလိုက်တယ် mobile ယူထားလိုက်တယ်သူများကုမ္ပဏီတွေတူပါလို့မရဘူးပေါ့နော်ဒီလူသင်းတက်အပြည့်ပါတဲ့ကြောင့်မလို့သူကစောပြောတယ်သူကဘာအဓိကလဲဆိုတော့ higher absorption rate ကျမတို့တွေစောသုံးလိုက်တဲ့ဟာတကယ်ကိုထိရောက်တယ်ပေါ့နော်လုံးဝအကျိုးပြုတယ် absorption rate အများကောင်းတယ်တချို့တွေပေါ့စားတာမဝအောင်ပေါ့နော်ဒါမျိုးတွေဆိုသူတို့ absorption rate မကောင်းလို့လေအခုဆိုရင်ကျမတို့ကမောင်လာဥတီတွေစားပြင်မယ်လို့တကယ်ကိုထိရောက်ချင်မှလည်းထိရောက်မယ်ကျမတို့တွေအများကြီးလည်းမစားနိုင်ဘူးဒါဆိုရင်ဒီလူ eye plus တွေကိုသုံးတာနဲ့လူတင်းတက်ကဘာပါလဲဆိုတော့တကယ်ကို absorption rate အများကောင်းတယ်ပြီးလို့ရှိရင် antioxidant သူကဓာတ်မပြိုကွဲနိုင်ဘူးပေါ့နော်ကျမတို့တွေကဒီ antioxidant ကြောင့်မလို့မျက်လုံးတွေထိခိုက်တတ်တယ်ကျမတို့တွေ UV ray တွေအဲ့လိုမျိုးတွေကြောင့်ဒါဆိုရင်လူတင်းလေးကအများကိုကောင်းပုံပါလေနောက်တစ်ခါကျတော့ bayberry extract ဒီ bayberry extract ကကျတော့ဘာလဲဆိုတော့သူကအဲ့ bayberry ဆိုတဲ့အပင်လေးကလည်းတကယ်ကိုစစ်ပတ်ဝင်တဲ့အပင်လေး
ပေါ့နော်သူ့ထဲမှာဘာပါလဲဆိုတော့ idol size တင်းတက်တွေပါတယ်သူကဒီ retina လို့ခေါ်တဲ့အမြင်ပါပေါ့အမြင်ပါကိုအားကောင်းစေတယ်နောက်တစ်ခါကျတော့အမြင်သွေးကိုပို့ပြီးတော့အမြင်အာရုံလေးကိုကောင်းစေတယ်နောက်တစ်ခုကဘာကောင်းလဲဆိုတော့ night blindness လို့ခေါ်တဲ့တက်တဲ့တင်လောကကိုကာကွယ်ပေးတယ်တချို့တွေနားဘက်တွေမမြင်ဘူးပေါ့နော်ကျွန်တော်တို့အသည့်တယောက်လည်းရှိတယ်သူကငငယ်လေးကနားဘက်ဆိုရင်မမြင်ဘူးပေါ့နော်အဲ့လိုမျိုးတက်တဲ့တင်လောကရှိတယ်ဒီ brainberry extract ကဘယ်လိုသိရလဲဆိုလို့ရှိရင်အမြင်ပါရဲ့လောက်ဆောင်ချက်တွေကောင်းတယ်တက်တဲ့တင်လောကကောင်းတယ်ဟိုဒုတိယကမှစစ်တော့ဆိုရင်တဲ့ဒီပိုင်းတော့တွေပေါ့နော်သူတို့တွေစစ်တက်တဲ့ခါမှာနားဘက်ဆိုလို့ရှိရင်သူတို့ကတဲ့ဒီဘေးဘယ်ရီဒီအောက်စာတွေကိုပေါ့နော်စားသုံးပြီးတော့သူတို့တွေစစ်တိုက်ကြတယ်အဲ့ခါမှာသူတို့ကအမြင်အာရုံရမ်းကောက်ပြီးတော့ရန်သူရဲ့နေရာတွေသူတို့ဘယ်လိုတိုက်ခတ်ရမလဲဆိုတော့သူတို့သိတယ်ပေါ့နော်ဒီဘေးဘယ်ရီကဆိုရင်ဘယ်လောက်တော့စိတ်ပတ်ဝင်လဲဆိုရင်တဲ့သူ့ကိုလေတပင်လုံးအပြင်စ၅ပါးလို့ခေါ်တယ်ပေါ့နော်မြစ်တွေရောပါတယ်ရွက်တွေရောအဲ့လိုမျိုးကြိုးတောက်နေတာအញ្ញမ်းကိုထိရောက်တယ်ပေါ့နော်နောက်တစ်ခုသူ့မှာပါတဲ့တစ်ခုကဓာတ်တစ်ခုက androcytin ဆိုတဲ့ဓာတ်ကဘာကောင်းလဲဆိုတော့မြို့သမီးတွေမှာဖြစ်တတ်တဲ့စီလန်ဆောင်ပိုးဝင်တာပေါ့နော်အဲ့ဒီဥစ္စာကိုကာကွယ်ပေးတယ်စီလန်ဆောင်ပိုးဝင်တာကိုကာကွယ်ပေးတယ်နောက်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့astaxanthin ပေါ့နော် astaxanthin ကကြတော့လေသူကတကယ်ကို powerful antioxidant ပဲပေါ့နော်ဓာတ်ပြုတ်ပွဲကိုဆန့်ကျင်ပေးတဲ့အရာသူကဗီတာမင် E ထက်တောင်မှပဲစာပေါင်း1000တာတယ်ကျမတို့တွေဗီတာမင် E တွေသုံးကြတယ်နော်ကျမတို့တွေငယ်ငယ်ဟိုကျောင်းတက်တော့ဆိုရင်ဗီတာမင် E မျက်လုံးပေါ်စားပါကျမတို့ကမျက်လုံးကသိပ်ပါမဘူးတကယ်ချင်းတယောက်ကဗီတာမင် E ကိုမျက်လုံးအတွက်လည်းသုံးတယ်ကျမတို့ကကြာတာသပင်အတွက်တွေသုံးတယ်ပေါ့နော်အဲ့ဒါမျိုးမျက်လုံးအတွက်တွေသပင်အတွက်တွေတားရည်အတွက်တွေဗီတာမင် E ကအများကောင်းတယ်အခုဒီ astaxanthin ဓာတ်ကကြာတော့ဗီတာမင် E ထက်ကိုပဲဓာတ်ပြုတ်ပွဲပိုတားစီရမှာအစာပေါင်း1000တာတယ်ပေါ့နော်ဒီဟာကိုလည်းကျမတို့ iPlus ထဲမှာတွေ့ရတယ်။နောက်တစ်ခုကကျတော့ black currant polyphenol ပေါ့။သူကကျတော့ဗီတာမင် C နဲ့သတ္တုဓာတ်တွေပါဝင်တယ်။ကျမတို့တွေကမျက်လုံးတက်အဓိကလူသိတဲ့ဆက်စစ်တင်းဆိုရင်လည်းတကယ်ကိုတခြားဗီတာမင် C တို့သတ္တုဓာတ်တို့ဒါမျိုးတွေလည်းပါတယ်။ပြင်မှာဆိုရင်ကျမတို့ဗီတာမင် C တွေသက်ဝယ်ရမယ်။ mineral ပါတဲ့အရာတွေသက်အားဆေးတွေဝယ်ရမယ်ပေါ့။ဒါဆိုရင်မျက်လုံးထဲမှာကျမတို့မျက်လုံး iPlus ထဲမှာအကုန်ပါတယ်ပေါ့နော်။သူကဆက်စပြောတယ် E. coli ကိုတားဆီးပြီးတဲ့ဆက်စစ်တင်းတက်လည်းပေါ်ကျော်ရတယ်။နောက်ပြီးလို့ရှိရင်ဓာတ်ပြုတ်ကွဲမှုကိုတားဆီးပေးတဲ့ကောင်းဆုံးသောအရာအဓိကကျတော့ကျမတို့တွေမျက်လုံးကဘာလို့ထိခိုက်တာလဲဆက်စပြောတဲ့ antioxidant oxidation တွေကြောင့်ဖြစ်တာလေကျမတို့ free radical တွေများတယ် smartphone တွေသုံးတယ်ပြင်ပလေထုနေအောင်ကြီးဒါမျိုးတွေကြောင့်လေဒါဆိုလို့ရှိရင် antioxidant ပါတဲ့အရာတွေကိုကျမတို့တွေတကယ်စားသုံးမယ်ဆိုရင်မျက်လုံးအတွက်ရေမဟုတ်ဘူးအသားရည်ရောပါရောတစ်ခါလေးထိသိမ်းတာပေါ့နော်ဒီ black currant polyphenol ထဲမှာဗီတာမင် C နဲ့သတ္တုဓာတ်တွေပေါ်ကျရတယ်ပြီးလို့ရှိရင်စီလန်ကြောင့်ပိုးဝင်တာကိုကာကွယ်ပေးတဲ့ androcytin ဓာတ်ပါတယ်ပြီးလို့ရှိရင် anti-oxidant ပေါ့နော်ဒါမျိုးတွေပါတယ်နောက်တစ်ခုကကျတော့ blueberry extract ပေါ့ဒီ blueberry တို့ bayberry တို့ raspberry တို့ဒီ berry ဒီလေးတွေကဆိုရင်အရင်ကလည်းဈေးကြီးတယ် NTUC တွေမှာဆိုလည်းတွေ့ရတယ်ပေါ့နော်ကျွန်တော်တို့ညိုသီးလေးတွေလို့ငါပြရတကယ်ချင်းတရားဆိုရင်သူ့မျိုးသားစကဝါတူပေါ့အဲ့လို berry ဒီလေးတွေတန်းပါတယ်ပဲဒါဆိုရင်ဒါကျွန်တော်တို့အင်တာနက်ကလည်းရှာကြည့်ပြီးလေသူကတကယ်ကိုစမ်းမှန်ပြီးကောင်းတယ်နှလုံးအတွက်အဆုပ်အတွက်ဒါမျိုးတွေကောင်းတယ်ပေါ့နော်ဒါဆိုရင်ရန်ရှားပါတဲ့အရာလေးတွေဈေးကြီးတဲ့အရာလေးတွေကိုတန်ဖိုးကြီးတဲ့အရာလေးကိုကျွန်တော်ရဲ့ iPlus ထဲမှာတွေ့ရတယ်ဘူးဘယ်လေးကကျတော့ဘာကောင်းလဲဆိုတော့ဒီကြောက်ကပ်ဖန်ရှင်ကိုရန်ကောင်းတယ်ကြောက်ကပ်ကလည်းကျွန်တော်ရဲ့အင်္ဂါစိတ်ပိုင်းထဲမှာအရန်ရေးကြည့်တာလေကြောက်ကပ်ကဖိတာလိုပဲတဲ့ဒီခန္ဓာကိုယ်ထဲမှာ200လီတာသောရှိတဲ့သွေးတွေကိုပေါ့နော်ဒီကြောက်ကပ်ထဲမှာတန့်စင်စေတယ်အဲ့ကမှအမြင့်ကြီးတွေကိုကျွန်တော်တို့ကစီးဖြစ်နေဆွတ်ထုတ်တယ်ပေါ့ကြောက်ကပ်ဖန်ရှင်မကောင်းဘူးဆိုရင်လည်းနောက်ပိုင်းမှာဒီကြောက်ကပ်မကောင်းလို့တချို့ကြောက်ကပ်ဆိုရင်ဒီရေတောက်လေလဲပုံမှန်များရေလဲတောက်တယ်ပေါ့နော်ရေမြတ်တော့တချို့ရေတောက်အရမ်းနေတယ်ဒါဆိုလို့ရှိရင်မျိုးလုံးလေးသုံးလုံးနဲ့ကျွန်တော်တို့တွေကကြောက်ကပ်တက်ပါကာဗွန်ဟိဒြတ်ဖြစ်သွားတယ်ပေါ့နော်ကြောက်ကပ်တက်လည်းကောင်းတယ်နောက်တစ်ခါကျတော့အဆုပ်ကိုလည်းဆွတ်စီတယ်ဒါကြောင့်မလို့လေအမြင်အာရုံလည်းကြည့်နေစီတယ်ပေါ့ဒီမျိုးလုံးစင်းတောက်ပြီးတော့ကျွန်မမျိုးလုံးစင်းပုံလေးကစိတ်မကောင်းနေတာတိတ်ဘူးကိုလည်းဝင်တောက်လိုက်တယ်ကျွန်တော်အဲ့လိုကောင်းတယ်ကျွန်တော်လေဘာဖြစ်လဲနောက်တစ်ခါကျတော့ကျွန်မတက်ဟိုအတိညီမလေးတယောက်ရဲ့ဦးလေးရဆိုရင်လည်းသူ့မျက်လုံးကကွယ်နေတဲ့အဆင့်ကိုပဲရောက်ပါပြီကျွန်တော်တို့ကတကယ်တမ်းကျတော့သူ့ကိုမညှိုးပေးပေါ်တယ်ဒါပေမဲ့သူကအဲ့ဒီညီမလေးရဲ့အဖေကဒီ iPlus ကိုတောက်ပြီးတော့ရေတိမ်ရောဂါကိုအများကောင်းသွားတာအဲ့ဒါအဲ့ဦးကြီးကသူလည်းတောက်ချင်တယ်ပေါ့နော်အဲ့ဒါသူကတကယ်တမ်းကွယ်နေပြီဒါပေမဲ့အဲ့ဒါသူကတောက်ချင်တယ်ဆိုတော့သူ့ကိုတိုက်ရိုက်ထဲမှာအဲ့ဦးကြီးကလည်းအရန်အဲ့လိုကောင်းတာပဲပေါ့နော်သူရင်တော့မောပန်းနိုင်ပါရှင် no iPlus ကြီးတာပေါ့နော်လူလည်းကြည့်နေလမ်းဆန်းတယ်ဆိုတော့အဲ့လိုကောင်းတယ်ဒါဆိုရင်နှလုံးလို့ကြောက်ကတ်တယ်ဒါလေးလုံးလုံးပေးတဲ့သဘောပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က one for all လို့ပြောလို့ရတာပေါ့နော်နှလုံးတက်ရင်မဟုတ်ပါဘူး
အဲ့မှာလည်းဇက်စတင်တဲ့ဗီတာမင် B1 B2 နဲ့ mineral တွေပါတယ်ဒါကြောင့်မလို့ဒီ I+ တွေကနှလုံးတွေမဟုတ်ဘူးနှလုံးကြောက်ကတ်တွေပါလေအရင်ကောင်းတယ်နောက်တစ်ခုက mineral နဲ့ vitamin သတ္တုနဲ့ vitamin C တွေပါတယ်ပြီးလို့ရှိရင်ဇင်းသတ္တုတို့ပေါ့နော်ဒါမျိုးတွေပါတယ်တန်တဲ့အမျိုးအစားတစ်မျိုးပါတယ်ဒါကကြတော့တကယ်ကိုကိုယ့်ရဲ့ကျန်းမာရေးအတွက်အရန်ထိရောက်တဲ့ဟာအပြင်မှာဆိုရင်ကျမတို့တွေတက်တက်ဝယ်သုံးနေရမှာပေါ့နော်ဗီတာမင် A B C E တွေဒီလိုမျိုးဇင်းတွေပေါ့နော်အခုဆိုရင်ဒီ I+ တွေမှာပါတယ်လေကျမတို့ပြည့်စုံတဲ့ဒီ health ဓာတ်စာတစ်မျိုးကိုကျမတို့ရတယ်ပေါ့နော်ဒါဆိုရင်ဟုတ်ပြီနောက်တစ်ခါကျတော့ဘလိုမျိုးဒီစားသုံးတဲ့တယ်ပေါ့ကျမတို့ရဲ့ရုံးက I+ ထဲမှာဆိုရင်အထုပ်15ထုပ်ပါတယ်ပေါ့နော်အဲ့အထုပ်လေးထုပ်ထဲမှာအလုံးလေးဒီ travel ပုံစံအလုံးလေး3လုံးပါတယ်သူကလူတစ်ယောက်ရဲ့ကိုယ့်ရဲ့မျက်လုံးဒီယောဂအခြေအနေပေါ်အမှုတည်ပြီးတော့ပေါ့နော်နှစ်ထုပ်ကနေ၄ထုပ်နောက်ထပ်ပုံပြီးလဲတောက်လို့ရတယ်ပေါ့နော်သူကဘယ်လိုတောက်တင်လဲဆိုတော့အစားစားပြီးမှတောက်တင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူ့မှာပါတဲ့ဒီဓာတ်တွေထဲမှာချင်းတက်လေးတွေပါရရှိရဲ့အခါမှာဆိုလို့ရှိရင်အစာသမားတွေပါလို့ဆိုရင်ဘာဖြစ်မှာဆိုလို့အစားစားပြီးမှတောက်တာဟာကောင်းတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီကျမဒီ I+ တွေကိုပြောရင်းနဲ့ကျမ testimony လေးပြောချင်ပါတယ်စောစောပြောတယ်ရေတိမ်ဖြစ်တဲ့ဦးကြီးတရားပေါ့နော်ဒီကျမတို့ရဲ့ညီမလေးတရားရဲ့အဖေကရေတိမ်ဖြစ်တာသူကသိတဲ့အချိန်မှာသူ့မျက်လုံးတစ်ဖက်ကတစ်ဖက်ကိုခွဲစိတ်ဖို့လုပ်တဲ့အချိန်မှာတစ်ဖက်ကကိုယ်ရင်းနေရကိုသိရတယ်ဒါကြောင့်မလို့အဲ့ဒီရေတိမ်တွေကအရင်ကြောက်စရာကောင်းတယ်ပေါ့နော်ဆိုင်းလိုက်ကြီးကလိုမျိုးပဲသိတဲ့အချိန်မှာနောက်ကျသွားတယ်အဲ့မှာသူကတစ်ဖက်လေးပဲမြင်ရတော့တယ်အဲ့တစ်ဖက်လေးပဲမြင်ရတဲ့အခါမှာအဲ့ဦးကြီးကပေါ့နော်သူကရုံးဝင်တယ်မယ်အဲ့နဲ့သူသမီးကနေပြီးတော့ခွဲမလားပေါ့နော်ခွဲလို့ရှိရင်လည်းဒါတဲ့ပြောလို့မရဘူးပေါ့နော်ခွဲရင်လည်းတစ်ဖက်ကိုလည်းကူးသွားနိုင်တယ်ပေါ့နော်ခွဲလို့ရှိရင်လည်းဒီကြောင့်မြင်ကြမှာလည်းမြင်ရမယ်ကောင်းသွားမယ်လို့လည်းဆရာကအမောက်ခါအဲ့ဒါသူတို့ကတစ်ဖက်ကိုကူးပါဆိုလို့မခွဲတော့ဘဲနဲ့တိုင်းထားတယ်သူတို့ဆေးတောက်တာညာအဲ့လိုမျိုးလုပ်တယ်ပေါ့နော်အဲ့ခါမှာသူ့သမီးကနေပြီးတော့ဒီလုပ်ငန်းလေးသိတဲ့အခါမှာသူကဒီ I+ လေးနဲ့သူ့ဖေကိုမိဆက်ပြီးတော့အဖေဒီအားဆေးလေးမျက်လုံးအားဆေးလေးတောက်ကြည့်ပေါ့နော်တောက်ကြည့်တဲ့အခါမှာသူ့ဖေကမနေ့တစ်ထုံညတစ်ထုံဒီလိုတောက်တယ်တောက်ရင်းနဲ့သူ့ကမျက်လုံးကတော်တော်ကြီးလာတယ်တဲ့မျက်လုံးကဆိုဆိုင်ကယ်လည်းမစီးနိုင်ဘူးသူ့မှာမျက်လုံးလေးကတစ်ဖက်ပဲကောင်းတော့လေအခုဒီ I+ လေးတောက်ပြီးတော့သူကဆိုင်ကယ်လည်းစီးနိုင်လာတဲ့ I+ ကိုသူကမနေ့တစ်ထုံညတစ်ထုံနဲ့ I+ တောက်လိုက်တာ3ခုလောက်မြောက်မှာသူ့မျက်လုံးလေးတွေကတော်တော်ကြည်လင်းလာတယ်ပေါ့နော်အခုဆိုရင်အဲ့ဒီဦးကြီးတောက်တာတစ်နှစ်နီးပါးလောက်ရှိနေပြီအခုဒီသူကမရက်ချင်သေးမရက်ချင်ဘူးပေါ့နော်ဘာဖြစ်လို့ဆိုဒီ I+ လေးတောက်တော့သူ့မှာမျက်လုံးတွေကြည်တယ်ရုံးတက်ရင်လည်းဟိုအဝေးကိုသူ့မြို့ကိုပေါ့နော်ဆိုင်ကယ်နဲ့စီးပြီးတော့သူသွားနိုင်တယ်ခင်ဗျားဆိုဒီလိုလေးမလုပ်နိုင်ပေါ့နော်ဒါကြတော့ကျမတို့ I+ မျက်လုံးလေးရဲ့ထူးခြားမှုပေါ့နော်ကျမနောက်ထပ်ပြီးတော့ဟာပေါ့နော်အဝေးမုံသမားပေါ့နော်အဝေးမုံကျမတို့မှာကြတော့တနေ့ကိုနှစ်ထုပ်တောက်တယ်ပေါ့အရင်တော့သူကပါဝါအရမ်းမြင့်တယ်သူ့ရဲ့မှန်ကြည့်ရင်တော့သူ့မျက်နှာကိုမမြင်ရဘူးပေါ့အဲ့လောက်ထိဘွားတယ်ပေါ့နော်အဲ့မှာသူကနှစ်ထုပ်လောက်တောက်ရင်ပို့ပြီးတော့သိတာတယ်နှစ်ထုပ်လေးထုပ်ပေါ့ဘာဖြစ်လို့ဆိုကျမတို့တွေက right dosage ပေးဖို့လည်းလိုအပ်တယ်သူ့ယောဂအကြီးနေပြီးတော့ကျမတို့ကတနေ့ကိုတစ်ထုပ်ပဲသူ့ကို budget ရပေါ့နော်ကိုကြစိတ်သက်သာအောင်ဆိုပြီးသူကပြောလိုက်တဲ့အခါမှာတိတ်မထိရောက်တာလည်းရှိတတ်တယ်အဲကြောင့်မလို့ဒီ right dosage ပေးဖို့လည်းလိုအပ်တယ်သူအဲ့လိုနှစ်ထုပ်လောက်သုံးတဲ့အခါမှာသူမျက်လုံးအောက်ကနေရမ်းတက်တာလေမျက်ရည်ကူးကြတာလေရမ်းတက်တာသွားတယ်ပြီးလို့ရှိရင်ဖန်ကြည့်တဲ့အခါမှာသူ့မျက်နှာလေးလည်းရှင်းရှင်းလေးမြင်လာရတယ်ပေါ့နော်ဒါကကျမတို့ I+ ရဲ့ testimony လေးပါဒီနေ့ကျမ share လုပ်ချင်တာကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ရန်ကောင်းပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ကတော့ medical check up လုပ်တာချို့တွေကတော့ကျန်းမာရေးယူဆိုင်တဲ့လူတွေရှိတယ်သူတို့ medical check up ကို6လတစ်ချိန်တနေ့တစ်ချိန်ပုံမှန်လုပ်ကြတယ်ဒါပေမဲ့ညတော့သူတို့တော့မလုပ်ပြကြဘူးအဲ့ဒီခါတော့ကျွန်တော်တို့ဆောင်းဟောတော့တယ်ဒီ iPad လေးကျွန်တော်တို့တုံးဆွဲနေတယ်ကျွန်တော်တို့ကကာဗယ်လို့ရပါဘူးလေနော်နောက်ပြီးတော့ကျွန်တော်တို့ကဒီ iPad လေးမျက်လုံးတက်တောက်လိုက်ပြီဆိုရင်လည်းနောက်မှာတော့ကြောက်ကက်တော့အဆုပ်ကက်တော့ပြီးကျွန်တော်တို့အသားရည်စားနေတဲ့လူတွေအသားရည်ပါလာတယ်ပြီးကျွန်တော်တို့လူတွေနဲ့အခြားတတုတက်တွေအများကြီးရတယ်နောက်ဒီဆွမ်းအောင်တော့နော်ကျွန်တော်ပြနေရတာပတ်စံ80ပဲဒါပေမဲ့ရရတဲ့အကျိုးကျေးဇူးအများကြီးပဲနောက်တစ်ခုကျွန်တော်ဒီပြချင်တာဒီတောက်တဲ့ခါပေါ့နော်တောက်တဲ့ခါကျရင်အထုပ်ထုပ်က3လုံးပါတော့ပါတဲ့ခါတော့တခါလေဖောက်ပြီးခါလေးတောက်ဖို့အကြံပေးချင်ပါဘာလို့ကျွန်တော်တို့ကတဘာဝဒစီတွေနဲ့ပဲလုပ်ထားတာလေအဲ့ဒီအတွက်ကျွန်တော်တို့ဒီတလက်ဆိုရင်နည်းနည်းညှို့သွားမှာမဲသွားမှာဆိုလို့တခါလေးတောက်တဲ့ကျွန်တော်တို့အကြံပေးချင်ပါတယ်တော့အခုလိုမျိုးဒီ iPad တောင်းလေးကို share ပါပေးတယ်အမမဖြစ်သေးလေးကိုကျွန်တော်တို့က computer လေး TV